မင်္ဂလာပါရှင်။ကျမကတော့ဇင်းနစ်လီဂယ်စာပေနံပါတ်ဝင်တရားလွှတ်တော်ရှိနေဒေါ်နေမြတ်မော်ပဲဖြစ်ပါတယ်ရှင်။ကျမဥပဒေဗဟုသုတအနေနဲ့အစ္စလမ်ဘာသာဝင်များရဲ့အစ္စလမ်ဥပဒေအရထိမ်းမြလက်ထက်ခြင်းမြောက်ရန်လိုအပ်တဲ့အချက်များကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။အစ္စလမ်ဥပဒေအရတရားဝင်လက်ထက်ထိမ်းမြခြင်းမြောက်ရန်လိုအပ်တဲ့အချက်၃ချက်ရှိပါတယ်။အဲဒီ၃ချက်နဲ့ညီညွတ်လို့ရှိရင်လက်ထက်ထိမ်းမြခြင်းတရားဝင်ဖြစ်ပါတယ်။ဒီချက်၃ချက်မှာဆိုရင်ထိမ်းမြမှုဗရင်းရင်ပြုလုပ်နိုင်တဲ့အရေးချင်းရှိရပါမယ်။အကျဉ်းလများအဖြစ်လက်ထပ်ပေါင်းသိရန်သဘောတူညီမှုရှိရပါမယ်။လက်ထပ်ပေါင်းသိခြင်းကိုအဟန့်တားဖြစ်စေတာအနေနဲ့ပြီးတော့ကင်းလို့ရမယ်ဆိုပြီးတော့အချက်၃ချက်ရှိပါတယ်။ဒီချိန်မှာထိမ်းမြမှုဗရင်းရင်ပြုလုပ်နိုင်တဲ့အရေးချင်းကြောင်းကိုပထမပိုင်းအနေနဲ့ပြပြပေးချင်ပါတယ်။ထိမ်းမြမှုဗရင်းရင်ပြုလုပ်နိုင်တဲ့အရေးချင်းဆိုတာအရွယ်ရောက်တဲ့သူဖြစ်ရပါမယ်။အမျိုးသားမွတ်စလင်အမျိုးသမီးမွတ်စလင်ဆိုရင်မိသူမဆိုတရားဝင်လက်ထပ်ထိမ်းမြတဲ့ဗရင်းရင်ကိုပြုလုပ်ဆောင်ရနိုင်မှာပဲဖြစ်ပါတယ်။အရွယ်ရောက်တဲ့သူကိုအစ္စလမ်ဥပဒေအရယောက်ျားလေးဆိုရင်လူပြိုပေါ်ဝင်တဲ့အချိန်မိန်းကလေးဆိုရင်အပြိုပေါ်ဝင်တဲ့အချိန်ကိုသတ်မှတ်ပါတယ်ဒါကိုသက်သေတော့ပြနိုင်ရမယ်ပေါ့နော်သက်သေမပြနိုင်ဘူးဆိုရင်တော့အစ္စလမ်ဥပဒေအရ15နှစ်ပြည့်ပြီဆိုရင်တရားဝင်ဒါကအရွယ်ရောက်တဲ့သူလို့သတ်မှတ်ထားတာပဲဖြစ်ပါတယ်15နှစ်မပြည့်သေးသည့်တိုင်အောင်15နှစ်မပြည့်သေးဘူးငယ်ရွယ်တယ်ဆိုပေမဲ့လူပြိုပေါ်အပြိုပေါ်ဝင်နေဆိုရင်လည်းအရွယ်ရောက်တဲ့သူလို့အစ္စလမ်ဥပဒေအရလက်ခံပါတယ်အရွယ်ရောက်ပြီးယူသွချင်းမရှိတဲ့မွတ်စလင်မျိုးသားမျိုးသမီးတွေဟာတတိရဲ့ရှေးမောက်မှာကမ်းလှမ်းခြင်းလက်ခံခြင်းတွေပြုလုပ်ပြီးတော့ဒီရဲ့ထိမ်းမြမှုပဋိညာဉ်ကိုကိုယ်တိုင်ကိုယ်ကျပြုလုပ်နိုင်ပါတယ်။ထိမ်းမြမှုပဋိညာဉ်ကိုပြုလုပ်တဲ့ချိန်မှာမိဘတွေရဲ့သဘောတူညီချက်တို့မိဘတွေကပဋိညာဉ်မှာပါဝင်ရမယ်ဆိုတဲ့အချက်တွေမလိုအပ်ပါဘူး။ကိုယ်တိုင်ကိုယ်ကျပြုလုပ်နိုင်တယ်လို့ပြောပေမဲ့ဝက်ကီးလို့ခေါ်တဲ့ကိုယ်စားလှယ်တွေကိုလည်းလွှဲအပ်ပြီးတော့ဆောင်ရွက်နိုင်ပါတယ်။ဒီရဲ့ကိုယ်စားလှယ်တွေကလည်းအသက်အရွယ်ပြည့်တဲ့သူဖြစ်ရပါမယ်။ယူသွချင်းမရှိရပါဘူး။အရွယ်ရောက်ပြီးသားမွတ်စလင်အမျိုးသားအမျိုးသမီးတွေဟာမိမိတို့စိုက်နှစ်တက်တူကိုရွေးချယ်ပြီးတော့လက်ထပ်ထိမ်းမြလို့ရပါတယ်။လွတ်လပ်စွာရွေးချယ်လက်ထပ်လို့ရတယ်ဆိုရင်လည်းအခြေအနေအဆင့်တန်းတူညီတဲ့သူဖြစ်ဖို့တော့လိုပါတယ်။အခြေအနေအဆင့်တန်းမတူညီဘူးဆိုရင်မိဘတွေကဝင်ရောက်ဆွတ်ဖက်ပြီးတော့တာပိုင်ခွင့်ရှိပါတယ်။အရွယ်မရောက်သေးတဲ့သူမွတ်စလင်အမျိုးသားအမျိုးသမီးတွေရဲ့လက်ထပ်ထိမ်းမြခြင်းဟာလုံးဝတရားမဝင်ပါဘူး။ပြည်ရင်းပြည့်ပါတယ်။အစ္စလမ်ဥပဒေအရအရွယ်မရောက်သေးတဲ့သူကိုအုပ်ထိန်းသူတွေအနေနဲ့ထိမ်းမြမှုပြုပေးနိုင်ပါတယ်။ဒါကိုအရွယ်ရောက်တဲ့ချိန်မှာဒီရဲ့ထိမ်းမြမှုကိုလည်းရွေးချယ်ပိုင်ခွင့်ရှိပါတယ်။အစ္စလမ်ဥပဒေအရအရွယ်မရောက်သေးတဲ့သူကိုမိဘအုပ်ထိန်းသူတွေအနေနဲ့ထိမ်းမြပေးနိုင်ကြောင်းခွင့်ပြုထားပေမဲ့နိုင်ငံတော်ကပြုလုပ်ပြဋ္ဌာန်းထားတဲ့ဥပဒေတားမြစ်ချက်တွေကိုတော့လိုက်နာကျင့်သုံးဖို့လိုအပ်ပါတယ်။မိဘအုပ်ထိန်းသူတွေအနေနဲ့သတိပြုရမယ့်ချက်ကတော့ယောက်ျားလေးဆိုရင်အသက်18နှစ်မိန်းကလေးဆိုရင်အသက်14နှစ်မပြည့်မီထိမ်းမြမှုကိုပြုလုပ်တဲ့အချိန်မှာမိဘအုပ်ထိန်းသူတွေကသဘောတူညီခဲ့မယ်